အားလုံးပဲမင်္ဂလာပါရှင်။ဖန်နာရဲ့ YouTube Channel လေးကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်နော်။ဒီနေ့မှာတော့ဖန်နာကကိုယ့်ရဲ့ဘဝမှာမေ့လို့မရတော့မယ့်လူတစ်ယောက်ရဲ့အကြောင်းပေါ့နော်။သူနဲ့ပတ်သက်ပြီးတော့သူကဘယ်သူလဲဘယ်လိုလူမျိုးလဲစသဖြင့်ပေါ့နော်။ Pick up by reading လေးလုပ်ပေးသွားမှာဖြစ်ပါတယ်။ဒီလူကကိုယ့်ရဲ့အတိတ်ကဆုံးခဲ့ပူးပြီးသားလူတစ်ယောက်လည်းဖြစ်နိုင်တယ်။မဆုံးရသေးတဲ့လူတစ်ယောက်လည်းဖြစ်နိုင်တယ်ပေါ့နော်။ဒီ reading လေးက reading တူလေးပေါ့လုပ်ပေးထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်ဒီပေါ့လေးပဲနားထောင်ပေးကြပါလို့ကဲဒါဆိုလို့ရှိရင်အသက်ကလေးကိုဝအောင်ယူစိတ်ကလေးကိုဒီညောင်ထားပြီးတော့ပိုင်လေးတွေရွေးလိုက်ကြရအောင်ပါနော်ပိုင်မလေးတွေရဲ့ဘဝမှာမေ့လို့မရတော့မယ့်လူတစ်ယောက်ကတော့energy ရဆိုလို့ရှိရင်အတိတ်ကလူဖြစ်ဖို့များပါတယ်အတိတ်မှာသူနဲ့ကိုနေကမရေးချရေးခက်ခဲတယ်မိသားစုပြဿနာပေါ့နော်ဒီအဓိကကတော့ဘဝတစ်ခုထူထောင်ဖို့အတွက်မရေးချရေးခက်ခဲတယ်ဒီလိုပြဿနာလေးပေါ့နော် material ပြဿနာလေးတွေနဲ့ဝေးကွာသွားတဲ့သူတရားဖြစ်ဖို့များတယ်ပေါ့နော်တချို့သောသူတွေကဘယ်လိုဖြစ်လဲဆိုတော့သူနဲ့ဆုံတွေ့ရတဲ့အခါအချိန်ကာလကအရင်ကြာချီတဲ့ကာလဟုတ်ခဲ့မယ်လို့ဖန်တာတော့မထင်ဘူးပေါ့နော်အရင်သူနဲ့ဆုံတွေ့ရတဲ့ကာလကအရင်ကြာချီတဲ့ကာလမဟုတ်ဘူးဒါပေမဲ့ကိုယ့်အတွက်အရင်ကိုထူးခြားတဲ့သူတရားပေါ့နော်ကိုယ့်အတွက်အရင်ကိုမှတကယ်ကိုမေ့လို့မရနိုင်တဲ့သူတရားပေါ့နော်နောက်တချို့တော့ဒီပေါ့နော်လူနေစုတက်ကဘယ်လိုမျိုးလဲဆိုတော့တပ်ပါတီအကြောင်းလည်းဖြစ်နိုင်တယ်ပေါ့နော်တပ်ပါတီဆိုတာကဒီအရှိနဲ့ပတ်သက်ပြီးတခြားသောအမျိုးသမီးတရားအမျိုးသားတရားမှမဟုတ်ဘူးပေါ့နော်ဒီကိုယ့်ရဲ့ပတ်ဝန်းကျင်မိသားစုရှင်ကိုလိုနီယာကိုဝေးကွာသွားစေလို့လေတချို့သောပတ်ဝန်းကျင်ပေါ့နော်ဒီလိုမျိုးတပ်ပါတီလေးတွေအကြောင်းဝေးကွာသွားခဲ့ရတာမျိုးအများစုကတော့ငွေရေးချေးရေးပေါ့နော်နှစ်ယောက်တစ်ပါးတောင်ဖို့အတွက်အဆင်မပြေနိုင်တဲ့အချိန်မှာပေါ့နော်တွေ့ခဲ့ရတာဖန်နာကတော့ဘလို့ထင်လဲဆိုတော့right person round time ပေါ့နော်အဲ့လိုပုံစံမျိုးဖြစ်ဖို့ရှိရပေါ့နော်ဘဝတစ်ခုထထောင်ဖို့အဆင်မပြေခဲ့တဲ့ကာလတွေမှာလာပြီးဆုံတွေ့ခဲ့ရတာပေါ့နော်ဒီအတိတ်ကလူတရားဖြစ်ဖို့များပါတယ်သူနဲ့ကိုယ်နဲ့ဆုံတွေ့ကြပုံကဘလို့ခံစားချက်ပေါ့နော်နှစ်ယောက်သားဆုံတွေ့စဉ်ခါမှာကျတော့လေဘလို့ဒီသူနဲ့ကိုယ်နဲ့ဆုံတွေ့ဖို့ကိုကံကြမ္မာကရေးဆွဲထားပေးထားသလိုမျိုးပေါ့နော်ဒီတခြားသောဘာသာဝင်တွေဆိုလို့ရှိရင်လည်းဘုရားသခင်ကဖန်တီးပေးထားသလိုမျိုးသူနဲ့ကိုယ်နဲ့ဆုံတွေ့မှုလေးကထူးခြားတယ်ပေါ့နော်ခံစားချက်တွေနှစ်ယောက်သားဆုံတွေ့ရတဲ့ခါမှာလည်းခံစားချက်တွေကတကယ်ကိုထူးခြားတဲ့ခံစားချက်မျိုးမတူညီတဲ့ခံစားချက်အရင်တုန်းကမရှိခဲ့ဘူးတဲ့မတူညီတဲ့ခံစားချက်မျိုးလေးတွေခံစားရတာမျိုးရှိရပေါ့နော်ဥပမာဒီ reading ကိုကြည့်နေတဲ့သူကအမျိုးသမီးဖြစ်ပြီးတစ်ဖက်သူကအမျိုးသားတစ်ယောက်ဖြစ်မယ်ဆိုလို့ရှိရင်ကိုအရေးတကြီးနဲ့ view site စောင့်ရှောက်ပေးတာမျိုးပေါ့နော်ရှိခင်ကိုကြီးစောင့်ရှောက်ပေးတာမျိုးအဲ့လိုမျိုးလေးတွေတွေ့ရပါတယ်ကိုဆိုလို့ရှိရင်ဒီပေါ့နော်ဒီရုပ်ဝတ္ထုပစ္စည်းပိုင်းဆိုင်ရာပေါ့နော်သူအများကြီးမတက်နိုင်ဆိုရင်တောင်မှသူတက်နိုင်တာလေးနဲ့ကိုပံ့ပိုးပေးခြင်းနဲ့ view site ပေးခြင်းနဲ့အဲ့လိုပုံစံမျိုးလေးတွေကိုအတွက်ငွေကြေးလေးတွေသုံးစွဲပေးခြင်းနဲ့ဒီလိုလူမျိုးလေးဖြစ်တဲ့ဘဝများပါတယ်ပြီးတော့ဒါဆိုလို့ရှိရင်သူနဲ့ကိုနဲ့ကဒီလောက်တောင်ထူးခြားနေပါရဲ့နဲ့ရှင်းနေပါရဲ့နဲ့ဘာကြောင့်မို့ဝေးကွာသွားလဲဆိုတော့တခါလေးမှာလူတစ်ယောက်နဲ့တစ်ယောက်တွေ့ဆုံကြတယ်ဆိုတာကဒီပေါ့နော်ပေါင်းစည်းဖို့ဆိုတာမဟုတ်ဘူးပေါ့နော်ကိုအတွက်ဘယ်လိုချစ်တတ်အောင်သင်ပေးမယ်ဆိုတဲ့ပုံစံမျိုးနဲ့ကိုသင်ခန်းစာတွေပေးဖို့အတွက်ကိုချစ်တတ်အောင်ဘယ်လိုသင်ပေးမလဲချစ်တတ်အောင်သင်ပေးဖို့အတွက်တကယ်အရှိစစ်ချစ်မယ်ဆိုတာဘယ်လို healing ဖြစ်တဲ့ပေါ့နော်ဒီ relationship ဆိုတာဘယ်လိုသင်ပေးဖို့အတွက်ရောက်လာတဲ့ပေါ့နော်ဒါကြောင့်မို့လို့လေဒီလိုသူတို့ရဲ့သင်ပေးပြီးသွားတဲ့အခါမှာလုပ်ငန်းတာဝန်တွေကုံဆုံးသွားပြီးတဲ့အခါမှာဆိုလို့ရှိရင်သူတို့တင် जा ပေးပြီးတဲ့ຢာတွေသူတို့ရဲ့လုပ်ငန်းတာဝန်တွေကုံဆုံးသွားပြီးတဲ့အခါမှာကိုရိုင်းက
healing မဖြစ်ဘဲနဲ့ပေါ့နော်သူတို့တွေကပြန်ထွက်သွားတတ်တယ်ပေါ့နော်ဒီຢာတွေကဘယ်လိုပြောမလဲတရားနဲ့တရားပြဿနာတွေကိုအဖြေရှာဖို့ဟာနီလန်းမမှန်ကန်တာပဲဖြစ်ဖြစ်ကိုက healing မဖြစ်သေးတာသူက healing မဖြစ်သေးတာပေါ့နော်ဒီလိုအကြောင်းအရာတွေကြောင့်မို့လို့ပြန်လဲဝေးခွာသွားတယ်ကိုယ့်ရဲ့ဘဝတွေကထွက်ခွာသွားတယ်နောက်ပိုင်းရောက်တော့မှကိုကပို့ပြီးတော့နားလဲလာတယ်ပေါ့နော်ပြဿနာတွေကိုနှစ်ယောက်သားရဲ့ relationship တစ်ခုမှာနှစ်ယောက်သားကပြဿနာတွေကိုဘယ်လိုကင်တွေ့ရမယ်ဖြေရှင်းရမယ်တကယ်စစ်မှန်တဲ့ healing ဖြစ်တဲ့ relationship တစ်ခုဆိုတာဘယ်လိုဆိုတာပို့ပြီးတော့နားလဲလာတယ်ဒါကသူတို့သင်ကြားပေးသွားတာကြီးပါကဲဒါဆိုလို့ရှိရင်ဒီဥစ္စာလေးကတော့ပိုင်ဝမ်အတွက်ဖြစ်ပါတယ်ပိုင်ဝမ်လေးတွေအားလုံးနောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်ပိုင်တူးလေးတွေအားလုံးပဲမင်္ဂလာပါပိုင်တူးလေးတွေရဲ့ဘဝမှာမေးလို့မရတော့မဲ့လူတစ်ယောက်ကဘယ်လိုလူလဲဘယ်သူလဲပေါ့နော်ဒါလေးကိုကြည့်ပြီးသွားမှာဖြစ်ပါတယ်ပိုင်တူးလေးတွေကတော့ပိုင်ဝမ်နဲ့မတူဘဲနဲ့ပေါ့နော်ကိုယ့်ရဲ့ဘဝမှာမေးလို့မရတော့မဲ့လူတစ်ယောက်ကအနာဂတ်ကလူဖြစ်ဖို့များပါတယ်နော်အနာဂတ်ကလူဖြစ်ဖို့များပါတယ်နောက်ပြီးကျတော့သူနဲ့ကိုယ်နဲ့ကဒီအစပါထမမှာခင်မင်ပြီးတော့ပေါ့နော်တငယ်ချင်းဟိုလိုမျိုးအရင်ခင်မင်ရတဲ့တငယ်ချင်းမဟုတ်ရင်တော့မိတ်ဆွေရနေပြီးတော့ပေါ့နော်တစ်ဆင့်တက်တာမျိုးပေါ့နော်အဲ့လိုပုံစံမျိုးလေးတွေဖြစ်ဖို့များပါတယ်ပြီးတော့သူကသစ္စာရှိတဲ့သူမျိုးပေါ့နော်ဒီလိုလူမျိုးဖြစ်ဖို့များပါတယ်နောက်ပြီးကျတော့ဒီအနာကြီးခံစားမိတဲ့လောက်ကလေတခါလေမှာသူ့ရဲ့ဒီပေါ့နော် dark side အနေနဲ့ပြောမယ်ဆိုလို့သူခေါင်းမာတဲ့အချင်းလေးတော့ရှိတယ်ခေါင်းမာတဲ့အချင်းလေးတော့ရှိဒါကြောင့်မို့လို့ပိုင်တူးလေးတွေနဲ့သူ့ရဲ့ကြားမှာဒီ connection ကိုဖြတ်တောက်ရှင်တဲ့သူပဲဖြစ်ဖြစ်မနာလိုတဲ့သူပဲဖြစ်ဖြစ်ဒီຢာတွေကိုစန့်ကျင်ပြီးတော့သူဆက်ရှစ်တယ်အဲ့လိုပုံစံမျိုးလေး energy လေးတော့ခံစားမိတယ်သူကသစ္စာရှိတဲ့အတွက်ကြောင့်မို့လို့သူ့ကိုသစ္စာရှိမှလည်းကြိုက်တယ်ပေါ့နော်နည်းနည်းလေးတော့ဘယ်လိုပြောမလဲကဲဆက်တဲ့ energy မျိုးလေးတော့နည်းနည်းရှားရပေါ့နော်သူ့ရဲ့မျက်လုံးကထူရှားတယ်မျက်လုံးလာတာမျိုးမျက်လုံးအကြည့်လေးတွေကဆူဆာတာမျိုးဒီလိုမျိုးလေးတွေဖြစ်တတ်တယ်နောက်ပြီးကျတော့သူကမသိစိတ်ရဲ့ဆွမ်းအားအရင်မြင်ပါတယ်သူတခုခုထင်နေလို့ရှိရင်ဒါအဲ့ဒီဥစ္စာကတကယ်ဟုတ်နေတာမျိုးပေါ့နော်အဲ့ဒီအရာကြီးပေါ့နောက်ပြီးကျတော့ဒီလူတစ်ယောက်ကိုသူ့ရဲ့အကြည့်ဆူဆူအောင်မှလူတစ်ယောက်ကပေါ့နော်သူမဖုံးကွယ်နိုင်သူလူတစ်ယောက်ကိုအမှန်တိုင်းမြင်နိုင်တယ်ပေါ့နော်သူ့ရဲ့နောက်ွယ်အရာတွေကိုအဲ့ဒါတွေတခြားသူတစ်ယောက်ကိုသူ့ရဲ့အကြည့်ဆူဆူနဲ့ကြည့်လိုက်ပြီဆိုလို့ရှိရင်အဲ့ဒီလူကသူ့ကိုယ်သူဖုံးကွယ်နိုင်တော့အဲ့လိုပုံစံမျိုးပေါ့နော်သူ့ရဲ့အဲ့ဒီ ability ဒီစွမ်းရည်လေးတွေရှိတာမျိုးလေးတွေတွေ့ရတယ်ပေါ့နော်ဘလို့ချိန်မှတွေ့တတ်တော့ဆိုလို့ရှိရင်တော့ဒီသူကပေါ့နော်သူကပဲဖြစ်ပါပဲဖြစ်ဒီလုပ်ငန်းတစ်ခုအလုပ်တစ်ခုကိုစတင်ပြီးတော့ run နေတဲ့ချိန်မှာတွေ့တတ်တယ်ပေါ့နော်နောက်ပြီးတော့သူ့ရဲ့ခံစားချက်တွေကလည်းဘယ်လိုပြောမလဲဒီအချစ်တစ်ခုကိုလက်ခံဖို့အတွက်အစင်းသင်းဖြစ်တဲ့ချိန်ပိုင်တူးလေးတွေကလည်းအချစ်တစ်ခုကိုလက်ခံဖို့အတွက်အစင်းသင်းဖြစ်တဲ့ချိန်အဲ့လိုမျိုးလေးတွေမှာတွေ့တတ်တယ်သူကတော့ဒီပြပြတသားလှုပ်ဆောင်တတ်တယ်ပေါ့နော်ပြပြတသားဆုံးဖြတ်ချက်တွေချတတ်တယ်လှုပ်ဆောင်တတ်တယ်နောက်ပြီးတော့ဘလို့လဲဆိုတော့ဒီညံကောင်းတတ်တယ်ပေါ့နော်အဲ့လိုပုံစံမျိုးလေးတွေစိတ်သက်ပြတ်သားတဲ့သူမျိုးပေါ့နော်အဲ့လိုပုံစံမျိုးလေးတွေတော့တွေ့ရပါတယ်ဒါလေးတွေကတော့ပိုင်တူးလေးတွေရဲ့ဘဝမှာမြင်လို့မရတော့မဲ့ဒုတိယအကြောင်းကိုပြပြပေးရဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နော်နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြရအောင်